ဒီနေ့တော့ Agree ရဲ့နောက်ထပ်လာမယ့် product အသစ်တွေအတွက် packaging design diary လေးကိုမျှဝေပေးချင်ပါတယ်ပထမဆုံး product ဖြစ်တဲ့ Blingo Kiss Pro lipstick က matte type ဖြစ်တာကြောင့် comment တွေမှာစိုးလေးဖြစ်တဲ့ lipstick လေးတွေထုတ်ပေးပါလားဆိုတဲ့ message တွေလည်းအများကြီးရခဲ့ပါတယ်အဲ့ဒီ feedback တွေကြောင့်ပဲ Agree အနေနဲ့ဒီ new project ကိုစတင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်အသစ်ထုတ်မဲ့ product ကိုတော့နာမည်ကို Jelly Pop lipstick နဲ့ liquid air blush ဆိုပြီးတော့ပေးထားပါတယ် lipstick နဲ့ blush ကို the series အဖြစ်စီစဉ်ထားတဲ့အတွက် packaging design ပိုင်းမှာလည်းစင်တူလေးဖြစ်အောင်လို့ design direction ကို black နဲ့ berry pink ကိုအဓိကရွေးချယ်ထားပါတယ် black color က premium vibe ကိုပေးတယ် berry pink က jelly pop ရဲ့ဆိုပြေမှု blush ရဲ့ pure vibe ကိုပေးနိုင်တယ်လို့ခန်းစားရပါတယ်ဒီနေ့ Blingo ရဲ့ mood ကိုလည်း sweet back classy ဖြစ်စေချင်တာကြောင့်ဒီ color combination ကိုသတ်မှတ်ထားတာဖြစ်ပါတယ် reference ရှာတဲ့အခါ Agree က Pinterest နဲ့ Red Note ကိုအဓိကအသုံးပြုပါတယ် search ထဲမှာကိုကြိုက်တဲ့ color မှု layout box structure နမူနာပုံလေးတွေကိုလိုက်ရှာပြီးတော့တနေရာထဲမှာစုစည်းထားပါတယ် reference တွေကိုလုံးဝ copy မဟုတ်ပဲ concept နဲ့ layout idea ကိုပဲယူပြီးတော့ကိုယ်ပိုင် design နဲ့ပြင်ခိုင်းလိုက်တယ်ဒီဘက်မှာ designer နဲ့ချိတ်ဆက်ရမယ့်အတွက် Agree နဲ့ကိုလိုချင်တဲ့ design direction ကိုနားလည်လွယ်အောင်ပြောနိုင်ဖို့အရင်အရေးကြီးပါတယ်ဒါကြောင့် iPad ထဲက Procreate ကိုသုံးပြီးပြင်ချင်တဲ့ပုံစံတွေကိုကိုယ်တိုင် mark လုပ်ထားပါတယ် color spacing touch size mood အထိအသေးစိတ် note လေးတွေကိုရေးပြီးတော့ designer ကိုပို့ပေးပါတယ်ဒီလိုလုပ်ပေးလိုက်ရင် designer ဘက်ကလည်း direction ကိုနားလည်လွယ်ပြီး revision process ကလည်းပုံမြင်သွားစေပါတယ် final design ထွက်လာတဲ့အခါမှာလည်းကိုစဉ်းစားထားတဲ့ direction နဲ့မလွဲသွားဘူးလို့ Agree ခံစားရပါတယ်အရင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ liquid air blush ကို design ဆွဲတဲ့ချိန်မှာ designer က Agree လိုချင်တဲ့ပုံစံကိုအစပိုင်းမှာအပြည့်အဝနားမလည်နိုင်ခဲ့ဘူးဒါကြောင့် Agree က AI ကိုအသုံးပြုပြီးနမူနာ design ပုံတစ်ပုံကိုအရင်ဆုံး generate လုပ်ကြည့်လိုက်ပါတယ်ထွက်လာတဲ့ပုံကိုတော့ Procreate နဲ့ Blingo logo size ကိုညှိပြီးကိုထည့်ချင်တဲ့စာသားကိုတစ်ခါတည်းထည့်ရေးလိုက်ပါတယ်အဲ့ဒီနမူနာပုံကို designer ကိုပြပြီးဒီပုံစံအတိုင်းဆွဲပေးပါလို့ပြောလိုက်တဲ့ခါမှာအလုပ်တွေကချောမမဖြစ်သွားခဲ့ပါတယ်ဒီနေရာမှာပြောချင်တာကတော့ခုလို AI ခေတ်မှာကိုလိုချင်တဲ့ idea နဲ့ပုံဖော်မှုတွေကိုဖော်ပြဖို့အရင်လွယ်ကူလာပြီဆိုတာပဲအချိန်နဲ့သက်သာစေတဲ့ idea မထွက်တဲ့အချိန်မှာတော့ AI ကနေ inspiration ရှာလို့ရတာကအရင်အသုံးဝင်ပါတယ်အဲ့တော့ဒါလေးတွေကတော့ Agree ရဲ့ new product packaging design diary ပဲဖြစ်ပါတယ်ဒီ process တစ်လျှောက်လုံးမှာ Agree ပို့ပြီးနားလည်လာတာတစ်ခုရှိတယ်ဒါကတော့ Agree ကပစ္စည်းတစ်ခုကိုရောင်းနေတာမဟုတ်ပဲခံစားချက်တစ်ခုကိုရောင်းနေတာဖြစ်တယ်လူတစ်ယောက်ကပစ္စည်းတစ်ခုဝယ်တဲ့အခါဘာပစ္စည်းလဲဆိုတာထက်ဘယ်လိုခံစားရလဲဆိုတဲ့ feeling နဲ့ vibe ကိုပို့ပြီးရွေးချယ်ကြတယ်လို့ယုံကြည်လာတယ်အဲ့ဒီခံစားချက်ကိုမမှန်ကန်ပေးနိုင်ဖို့ဆိုရင်ကိုယ့်ဘက်ကနေအချိန်အားအင်အာရုံစူးစိုက်မှုတွေအပြည့်အဝထည့်ပေးနိုင်တဲ့အချိန်ကြာမှာတစ်ဖက်သူကနေလည်းအကောင်းဆုံးအဖြစ်ခံစားရမယ်လို့ Agree ကယုံကြည်ထားပါတယ် Agree တော့ Blingo လို့ပြောလိုက်ရင်တတိရှိတဲ့ရဲရင့်နဲ့ကိုယ့်ရဲ့အလှပကိုယုံကြည်မှုနဲ့ထုတ်ပြရဲတဲ့ဆိုတဲ့ vibe ကိုရစေချင်ပါတယ်ချစ်တို့ကပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်ဘယ်လို vibe လေးဘယ်လို feeling လေးကိုအဓိကကြည့်ပြီးရွေးတတ်ကြလဲဆိုတာကိုလည်းခုမှမျှဝေပေးခဲ့ပါနော် Agree နဲ့နောက်ထပ် design diary လေးတွေကိုလည်းဆက်ပြီးမျှဝေပြီးတော့မှဖြစ်လို့စောင့်ကြည့်ပေးကြပါဦးနော်